ဆုံးရေထည့်ပါမယ်ပြီးရင်ကြက်သွန်လေးကိုလည်းထည့်ပါမယ်ကြက်သွန်လေးကိုတရားရိုက်ပြီးတော့ထည့်ပါမယ်စံငပိအနှဲငယ်ကိုလည်းထည့်ပါမယ်ပြီးရင်အကောင်လုံးရောမွေလိုက်တယ်ပေါ့နော်ပြီးရင်အဖုံးလေးကိုအုပ်ထားပါမယ်ညညရင်ချက်ထားတဲ့အချိန်မှာကမုန်းရက်လေးရေးစင်းမယ်ပေါ့နော်စားရည်လေးစိမ့်ပြီးတော့ညညရင်ပူပွက်စတိုင်းပစွန်ကြောက်လေးပါထည့်ပါပဲပြီးတဲ့အခါကျတော့ကမုန်းရက်လေးနဲ့ရောမယ်ပေါ့နော်ကမုန်းရက်လေးလောင်းထည့်ပြီးတော့မှွေပေးမယ်မှွေပြီးတော့ကြပါပြီရှင်ဟနီတူလေးလည်းကြော်မယ်ပေါ့နော်အဲ့လိုဆိုတော့ဟနီတူလေးကိုယူပေးမယ်ပြီးတော့ဟနီတူလေးကိုယူလေးထည့်ပြီးတော့ဒီစားလေးဖြည့်ကြောပါမယ်နော်ဒီဒီရဲ့ဟနီတူလေးကိုဒီမှာရပါပြီပြီးတော့နေပြီးပါမယ်ရှင်။ဒီလိုပုံမှန်လေးပြီးတော့ဒီကနေ့တက်ပါမယ်ရှင်။ဒါကြတော့ဒီရောက်လာတဲ့မမလေးကြောဖို့ထုတ်ထားတာပါ။ဒီတော့မင်းကြောဖို့အတွက်ဒီထည့်ထားတာပါရှင်။ငါးလေးကြော်ဖို့အတွက်စီလေးထည့်နေတာဖြစ်ပါတယ်စီလေးကိုစီလာပြီးဆိုရင်ငါးလေးထည့်ပါပြီတန်းလာပြီဆိုရင်တော့တန်းလို့ရပါပြီ။ဘက်ဒီဘက်တန်းပြီးပါမယ်။ဆိုရောင်းလေးတစ်ခါတော့တန်းလာပြီဆိုရင်ဆက်လိုက်ပါပြီ။
လေးပေါ့နော်အဲ့ဟာရဲ့ကမွန်